အားလုံးပဲဇရာရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့ဗိုလ်တဟုသားသမီးများအတွက်ဟောပြခြင်းပါတယ်တစ်ဒီကာလမှာအရေးကြီးဆုံးဆုံးဖြတ်ချက်မချသင့်ပါစိတ်လှုပ်ရှားလွယ်အလင်းအမြန်ဆုံးဖြတ်မိရေးနောက်တစ်ခါနောင်တရနိုင်ပါတယ်နှစ်ငွေကြေးနဲ့ပတ်သက်ပြီးအန်တီရရှိပါတယ်အကျွေးပေးခြင်းယင်းနှီးမြုပ်နှံခြင်းတွေကိုခဏရပ်ထားတဲ့အချိန်ပါသုံးယုံကြည်လွန်းတာတင့်ကိုနာကျင်စေနိုင်ပါတယ်ဒီကာလမှာလူတိုင်းကိုအလွယ်တကူမယုံသင့်ပါဘူးစကားကြောင့်ပြဿနာဖြစ်နိုင်ပါတယ်လေးမပြောသင့်တဲ့စကားမလိုအပ်တဲ့အမင်းထုတ်ပြောခြင်းတွေကိုသတိထားပါငါချစ်ရေးမှာမမှန်မကန်အသွေးဝင်လာနိုင်ပါတယ်တန်တရားများလာလို့ဆက်ဆံရေးပျက်စီးနိုင်တဲ့အချိန်ပါ6ခရီးသွားခြင်းမှာသတိထားပါမမျော်လင့်တဲ့အခက်အခဲတွေကြုံတွေ့နိုင်ပါတယ်ကိုယ်ကျမ်းမာရေးကိုမလစ်လျူရှုပါနဲ့ပင်ပန်းမှုများရင်နာတာရှည်ပြဿနာဖြစ်လာနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်